ပါဒီနေ့မှာတော့နိုင်ငံတော်ဆိုတာဘာလဲအစိုးရတွေတမရတွေကနိုင်ငံတော်လားပိုင်နဲ့နယ်မြေတွေမြေပုံတွေကနိုင်ငံတော်လားအလံတွေကနိုင်ငံတော်လားဘာကိုနိုင်ငံလို့သတ်မှတ်ကြတာလဲလူတွေကရောဘာဖြစ်လို့နိုင်ငံတွေတည်ထောင်ပြီးတော့နေထိုင်ကြတာလဲနိုင်ငံတွေကရောကျွန်တော်တို့အတွက်ဘာတွေလုပ်ပေးသလဲဘာတွေကာကွယ်ပေးသလဲဆိုတာတွေကိုဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ state လို့ခေါ်တဲ့နိုင်ငံဆိုတာဘာကိုပြောတာလဲနိုင်ငံရေးသိပ္ပံမှာတော့ state လို့ခေါ်တဲ့နိုင်ငံဆိုတာနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတယောက်နဲ့တယောက်မတူကြပဲနဲ့နည်းနည်းစီကွဲနေကြတာမျိုးတွေရှိရပေါ့လေဒီနေရာမှာလူကြိုက်များတဲ့ definition တစ်ခုဖြစ်တဲ့ Max Weber ရဲ့ definition ကိုကိုးကားခြင်းနဲ့သူပြောတာကတော့ state လို့ခေါ်တဲ့နိုင်ငံဆိုတာသတ်မှတ်ထားတဲ့နယ်မြေအပိုင်းခြားတစ်ခုအတွင်းမှာအင်အားသုံးပိုင်ခွင့်ကိုတရားဝင်ရရှိထားတဲ့လူမှုအသိုက်အဝန်းတစ်ခုဖြစ်တယ်လို့ပြောတယ်ဆိုလိုရင်းကတော့နိုင်ငံတစ်ခုမှာတရားဝင်အင်အားသုံးပိုင်ခွင့်ကပေးအပ်ထားတဲ့အဖွဲ့အစည်းဒါမှမဟုတ်လို့ရှိရင် institution တွေမှာပဲရှိရမယ်လို့ဆိုလိုတာမျိုးပေါ့ဥပမာအဖြစ်ရဲလို့စစ်တပ်လို့ institution တွေပေါ့အဲ့လိုမဟုတ်ဘဲနဲ့တရားဝင်လုပ်ပိုင်ခွင့်ပေးထားတဲ့အဖွဲ့အစည်းမဟုတ်ဘဲလူတွေအများကြီးကဒါမှမဟုတ်ဒီတခြားအဖွဲ့အစည်းပေါင်းစုံကလက်နက်တွေကင်နေကြမယ်အင်အားတွေသုံးနေကြမယ်ဆိုလို့ရှိရင်Max Weber ရဲ့ definition နဲ့မကိုက်တော့ဘဲနဲ့နိုင်ငံတစ်ခုလို့ပြောဖို့ခက်တဲ့အနေအထားဖြစ်သွားတာပေါ့ဒါဥပမာအားဖြင့်ဆိုလို့ရှိရင်လက်နက်ကင်အဖွဲ့တွေရမ်းများနေတဲ့ကျွန်တော်တို့မြန်မာလိုဆီးရီးယားလိုနိုင်ငံမျိုးကိုကြည့်လို့ရှိရင်ပို့ပြီးတော့သဘောပေါက်မယ်ထင်ပါတယ်အဲ့လိုလက်နက်ကင်အဖွဲ့အစည်းတွေများနေတဲ့နိုင်ငံတွေက monopoly of the legitimate use of physical force ဆိုတဲ့စကားရပ်နဲ့မကိုက်ညီတော့တာကြောင့်တချို့ကဒီလိုနိုင်ငံတွေကို face state ကြာရှုံးနိုင်ငံလို့သတ်မှတ်ကြတာပေါ့ဒါကတော့ Max Weber ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်တယ်ပေါ့ပြီးတော့နိုင်ငံတကာရဲ့ဒီ state ပေါ်မှာအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်းကြည့်ရအောင်1933မှာချုပ်ဆိုခဲ့ကြတဲ့ Montevideo Convention ပေါ့နော်အဲ့ဒီ Article 1မှာဖော်ပြထားချက်အရဆိုလို့ရှိရင် state လို့ခေါ်တဲ့နိုင်ငံဆိုတာကအချက်၄ချက်နဲ့ပြည့်စုံရမယ်လို့ပြဋ္ဌာန်းထားတယ်အဲ့ဒါတွေကတော့နံပါတ်1 permanent population ပေါ့နော်အမြဲတမ်းနေထိုင်တဲ့လူဦးရေအဲ့တော့နိုင်ငံလို့ပြောပြီးဆိုလို့ရှိရင်ဒီနိုင်ငံတစ်ခုမှာအမြဲတမ်းနေထိုင်တဲ့လူဦးရေပမာဏတစ်ခုရှိရမယ်လူဦးရေဘယ်လောက်ရှိရမယ်ဆိုတာမျိုးသတ်မှတ်ထားတာတော့မဟုတ်ဘူးပေါ့နော်နည်းနည်းများများပုံမှန်နေထိုင်တဲ့လူတွေရှိရမယ်လို့ပြောချင်တာဖြစ်တယ်နံပါတ်2ကတော့ defined territory ပေါ့နော်အတိအကျသတ်မှတ်ထားတဲ့နယ်မြေရှိရမယ်သူလည်းအဲ့လိုပဲနယ်မြေကဘယ်လောက်ကျဉ်ဘယ်လောက်ကျဲအတိအကျသတ်မှတ်ထားတဲ့နယ်မြေတစ်ခုတော့ရှိရမယ်ပေါ့ဒီမှာပိုင်နဲ့နယ်မြေလို့ပြောလို့ရှိရင်ကျွန်တော်တို့မြေပိုင်နဲ့လေပိုင်နဲ့ရေပိုင်နဲ့တွေကိုပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ရှင်းပါတယ်နိုင်ငံလို့ပြောမယ်ဆိုရင်တော့လူတွေနယ်မြေတွေမရှိလို့တော့ပဲဖြစ်မလဲပေါ့နော်နောက်နံပါတ်3ကအစိုးရရှိရမယ်အဲ့တော့နိုင်ငံလို့ပြောပြီးဆိုလို့ရှိရင်အစိုးရတရက်ကလည်းမရှိမဖြစ်ရှိရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအစိုးရကဘယ်လိုမျိုးအစိုးရဖြစ်လူတွေကသဘောကျလို့ရွေးကောက်တင်မြှောက်ထားတာပဲဖြစ်ဒါမှမဟုတ်သူကသူအတင်းတက်ပြီးအုပ်ချုပ်နေတဲ့အာဏာရှင်အစိုးရတွေပဲဖြစ်ဒါမှမဟုတ်အစဉ်လာရအုပ်ချုပ်တာပဲဖြစ်ဘယ်လိုပဲအုပ်ချုပ်နိုင်ငံလို့ပြောပြီးဆိုလို့ရှိရင်တော့အစိုးရတရက်ကတော့ရှိရမှာဖြစ်တယ်ပေါ့နောက်နံပါတ်4ကတော့ sovereignty and international relation နိုင်ငံတနိုင်ငံအနေနဲ့ကတခြားနိုင်ငံတကာကသူ့ကိုအတိအမှတ်ပြုဖို့ဒါမှမဟုတ်နိုင်ငံတကာနဲ့ဆက်ဆံဖို့အတွက် capacity စွမ်းရည်ရှိရမယ်လို့ပြဋ္ဌာန်းထားတယ်နိုင်ငံတကာနဲ့ဆက်ဆံနိုင်ဖို့ဆိုလို့ရှိရင် sovereignty လို့ခေါ်တဲ့အချုပ်အခြာအာဏာကအရေးကြီးရပေါ့နော်နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာတခြားနိုင်ငံတွေကကိုယ်နိုင်ငံတွေကိုလာပြီးတော့လွှမ်းမိုးတာမခံရဖို့ဝင်ရောက်ချဲ့လဲတာမခံရဖို့ဒါမှမဟုတ်ကိုယ်ပိုင်တဲ့ကိုလည်းဒီဘေးအိန္ဒိယချင်းနိုင်ငံတွေကမကျူးကျော်မထိပါဘူးဆိုလို့ရှိရင်အချုပ်အခြာအာဏာဆိုတာကအရင်ရေးကြီးတယ်အဲ့တော့ကိုယ့်ရဲ့အချုပ်အခြာအာဏာကအားမကောင်းဘူးဂျော်ရီဂျော်ရဲဖြစ်နေမယ်ဆိုလို့ရှိရင်တခြားနိုင်ငံတွေကဝင်ရောက်ဆွတ်ဖက်တာတွေချဲ့လဲတာတွေကျူးကျော်တာတွေခံရနိုင်တယ်ဒါကြောင့်နိုင်ငံတကာဆက်ဆံရေးအတွက်ဆိုရင်ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်စစ်ရေးနီးတတမန်နီးစသဖြင့်ဒါနီလန်ပေါင်းစုံအသုံးပြုနိုင်ဖို့လိုတယ်ပေါ့ဒါကတော့နိုင်ငံတကာကသတ်မှတ်ထားတဲ့နိုင်ငံတစ်ခုမှာရှိရမယ့်အချက်တွေပေါ့ဒီ၄ချက်ပြည့်စုံမှသာနိုင်ငံလို့သတ်မှတ်နိုင်မှာဖြစ်ပြီးတော့ဒီထဲကတစ်ချက်ချို့ယွင်းနေတယ်ဆိုလို့ရှိရင်နိုင်ငံအနေနဲ့သတ်မှတ်ဖို့ခက်တာပေါ့ဒီနေရာမှာကမ္ဘာနိုင်ငံတွေကိုကြည့်လို့ရှိရင်တော့မတူတဲ့အမျိုးအစားတွေအများကြီးတွေ့ရမှာဖြစ်တယ်nation state လို့ခေါ်တဲ့လူမျိုးတစ်မျိုးတွေပေါ်မှာအခြေခံထားတဲ့နိုင်ငံတွေmulti nation state လို့ခေါ်တဲ့လူမျိုးပေါင်းစုံပေါ်မှာအခြေခံထားတဲ့နိုင်ငံတွေတပြည်ထောင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံ Federal စနစ်ကိုကျင့်သုံးတဲ့နိုင်ငံဘရင်တွေအုပ်ချုပ်တဲ့နိုင်ငံအာဏာရှင်တွေအုပ်ချုပ်တဲ့နိုင်ငံဒီမိုကရေစီနိုင်ငံတွေနဲ့ socialist နိုင်ငံတွေစသဖြင့်ပေါ့နိုင်ငံမျိုးစားတွေကတော့မတူတာတွေအများကြီးရှိနိုင်တယ်ကွန်မြူနစ်စနစ်စစ်ကိုကျင့်သုံးတဲ့နိုင်ငံကတော့ကမ္ဘာမှာမရှိဘူးပေါ့ဘယ်လိုပဲဖြစ်နိုင်ငံတစ်ခုကဘယ်စနစ်ကိုပဲကျင့်သုံးအပေါ်မှာပြောခဲ့တဲ့အချက်၄ချက်နဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်နိုင်ငံတစ်ခုဖြစ်တယ်လို့အကြံပြသတ်မှတ်နိုင်မှာဖြစ်တယ်ဒီနေရာမှာတစ်ခုပြောစရာရှိတာက
ပေါ်ကပြောခဲ့တဲ့အချက်၄ချက်ပြည့်စုံတာနဲ့ပဲနိုင်ငံတစ်ခုဖြစ်ပြီလားပေါ့နော်ဒီအချက်၄ချက်ပြည့်စုံတာနဲ့နိုင်ငံတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့နိုင်ငံတကာကသဘောတူထားပေမဲ့တကယ်လက်တွေ့မှာတော့တခြားထည့်သွင်းစဉ်းစားရမယ့်ကိစ္စတွေလည်းရှိနေတာကိုတွေ့ရတယ်ဥပမာအဖြစ်ထိုင်ဝမ်နဲ့ပါလက်စတိုင်းပေါ့ထိုင်ဝမ်နဲ့ပါလက်စတိုင်းနှစ်နိုင်ငံလုံးကအပေါ်ကပြောခဲ့တဲ့အချက်၄ချက်မှာအားလုံးနှိပါပြည့်စုံနေတယ်လို့အကြမ်းမြင်ပြောလို့ရတယ်ဒါပေမဲ့လက်တွေ့မှာတော့တကယ်အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအဖြစ်ရပ်တည်ဖို့ကခက်ခဲနေတာကိုတွေ့ရတယ်သူတို့မှာ territory လို့ခေါ်တဲ့နယ်မြေအငင်းပွားမှုပြဿနာတွေရှိနေတယ်ထိုင်ဝမ်ဆိုလို့ရှိရင်တရုတ်ကသူပိုင်တယ်ပေါ့နော်တရုတ်ပြည်ရဲ့အစိပ်ပိုင်းတစ်ခုလို့ပြောထားတာတွေရှိတယ်အဲ့လိုပဲပါလက်စတိုင်းကလည်းနယ်မြေနဲ့ပတ်သက်ပြီးတော့ဒီ Israel နဲ့အငင်းပွားမှုတွေရှိနေတယ်အချုပ်အခြာအာဏာနဲ့နိုင်ငံတကာအသိမှတ်ပြုမှုအပိုင်းမှာလည်းအဲ့လိုပဲငင်းခုန်နေရအောင်ဖြစ်တယ်ဒါကြောင့်ဒီနိုင်ငံတွေအနေနဲ့ကတကယ်တမ်းကမ္ဘာပေါ်မှာနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်မှုဆိုတာထင်သလောက်လွယ်မနေဘူးဆိုတာကိုတွေ့ရတယ်နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်မှုဆိုလို့ရှိရင်အမြဲတမ်းဥပဒေသတ်မှတ်ချက်တွေပေါ်မှာပဲမူတည်မနေပဲနဲ့တခါလေကြလို့ရှိရင်ဒီ real politics လို့ခေါ်တဲ့ရှုထောင့်ကနေပြီးတော့ဆက်ပြီးတော့စဉ်းစားရတယ်လေရှိနိုင်တယ်နောက်ထပ်ဆွေးနွေးချင်တာကတော့နိုင်ငံရေးပညာရှင်တွေကဒီနိုင်ငံတွေအပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာကိုဆွေးနွေးကြအောင်နောက်တိုင်း liberal သမားတွေကတော့နိုင်ငံတွေကိုဗတ်မလိုက်တဲ့စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေအဖြစ်မြင်ကြတယ်liberal အမြင်အရနိုင်ငံတွေဆိုတာကလူမှုရေးဆိုင်ရာသဘောတူညီချက်ဖြစ်တယ်နိုင်ငံတွေကနိုင်ငံသားတွေရဲ့အကျိုးစီးပွားတွေလွတ်လပ်ခွင့်နဲ့အကာအကွယ်တွေကိုပေးတယ်ပြန်လည်အားဖြင့်နိုင်ငံသားတွေကလည်းနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလိုက်နာပေးရတယ်အခွန်ပြန်ပေးရတယ်ဆိုတာမျိုးတွေပေါ့မတ်စဝါရီတွေကတော့နိုင်ငံတွေပေါ်မှာနောက်တစ်မျိုးမြင်တယ်သူတို့အဆိုရတော့နိုင်ငံတွေကဗတ်မလိုက်ဘူးဆိုတာမဟုတ်ဘူးstate လို့ခေါ်တဲ့နိုင်ငံတော်တွေဆိုတာကလူချမ်းသာတွေကလူစင်းရဲတွေကိုထိန်းချုပ်ခိုင်းစေဖို့လောကကောင်းမွန်ဖြတ်ဖို့အတွက်အသုံးပြုတဲ့ဂျားခံတူးတစ်ခုလို့သူတို့ကပြောကြတယ်ဒါကြောင့်မတ်စဝါဒီတွေကနိုင်ငံတွေပေါ်မှာအယုံကြည်မရှိဘူးသူတို့ကနိုင်ငံတွေမလိုအပ်တဲ့လူဒန်းစားကွာခြားမှုမရှိတဲ့လူဖွဲ့စည်းကိုတည်ထောင်နေတာဖြစ်တယ်ပေါ့နောက်တစ်ပိုင်းကတော့နိုင်ငံတွေကဘာလို့လုပ်တယ်ဟုတ်ပြီကျွန်တော်တို့ကနိုင်ငံတွေတည်ထောင်ပြီးနေကြတယ်အဲ့လိုတည်ထောင်ပြီးနေကြတဲ့အတွက်ကျွန်တော်တို့ဘက်ကအခွန်ပေးဆောင်ရတာတွေစစ်မှုထမ်းပေးရတာတွေ ਨੇ ကျွန်တော်တို့ကြိုက်မကြိုက်ကျွန်တော်တို့နေတဲ့နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလိုက်နာနေရတယ်အဲ့တော့အပြန်လာအပြင်နိုင်ငံတွေကရောကျွန်တော်တို့ဘာတွေပြန်ပေးသလဲပေါ့အဲ့တော့နံပါတ်1ကတော့နိုင်ငံတွေကကျွန်တော်တို့နိုင်ငံသားတွေကိုထိန်းချုပ်ဖို့အတွက်ဥပဒေတွေအမိန့်တွေကိုပြဋ္ဌာန်းကြတယ်နိုင်ငံတွင်းမှာအငြင်းပွားမှုတွေအကြမ်းဖက်မှုတွေနဲ့လူမှုရေးဆိုင်ရာကိစ္စတွေကိုဖြေရှင်းပေးဖို့အတွက်ဥပဒေတွေပြဋ္ဌာန်းပြီးတော့အဲ့ဒီဥပဒေတွေကိုအသက်ဝင်အောင်ဆောင်ရွက်ဖို့အတွက်လည်းရဲတပ်ဖွဲ့လိုတရားရုံးလို institution တွေကိုဖန်တီးပေးထားတယ်နံပါတ်2ကတော့ကာကွယ်ရေးကိုယ်နိုင်ငံကိုတခြားနိုင်ငံတွေကလာပြီးကျူးကျော်တာတွေဆွတ်ဖက်တာတွေမလုပ်နိုင်အောင်လို့ကာကွယ်ရေး mechanism တွေလည်းထားရှိရတယ်ကာကွယ်ရေးလို့ပြောလို့ရှိရင်စစ်တပ်ကိုအင်အားကောင်းအောင်လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တန်တမန်နည်းနဲ့ဖြည့်ရှင်းတာပဲဖြစ်ဖြစ်ပေါ့ပုံစံမျိုးစုံဖြစ်နိုင်တယ်နောက်နံပါတ်3ကတော့ public service ပေါ့ပြည်သူ့ဝန်ဆောင်မှုဒီမှာဆိုလို့ရှိရင်လမ်းတွေတရားတွေဆေးရုံတွေကျောင်းတွေစောက်ပြီးတော့ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်တွေကိုဝန်ဆောင်မှုပေးတာမျိုးတွေပေါ့လျှက်စစ်မီလို့ရေရရှိရလို့ကိစ္စမျိုးတွေလည်းပါနိုင်တာပေါ့နောက်နံပါတ်4ကတော့ regulations လို့ခေါ်တဲ့စီမင်းစည်းကမ်းတွေ regulation ဆိုတာကဥပဒေတွေလိုမျိုးအားကောင်းတာတွေပြင်းထန်တာတွေမဟုတ်ပေမဲ့နိုင်ငံမှာသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုဆိုလိုတာဖြစ်တယ်ဥပမာအပြင်စီးပွားရေးဆိုင်ရာမူဝါဒတွေအလုပ်သမားဆိုင်ရာမူဝါဒတွေနဲ့တဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုမျိုးကိစ္စမျိုးတွေပေါ့နောက်ဆုံးနံပါတ်5ကတော့နိုင်ငံတကာဆက်ဆံရေးမှာဆိုလဲတခြားနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံလုပ်တာတွေတန်ယုံတွေဖွင့်တာတွေပြင်နိုင်ငံတကာသဘောတူညီချက်တွေစာချုပ်တွေမှာဝင်ရောက်ဆွေးနွေးတာတို့လက်မှတ်ထိုးတာတို့လိုက်နာဆောင်ရွက်တာတို့ဒီလိုဟာမျိုးတွေပါတာပေါ့နော်ဒါတွေကတော့နိုင်ငံတွေကအဓိကလုပ်တဲ့အလုပ်တွေဖြစ်တယ်ဒီ၅ချက်ပေါ်မှာပဲချက်တွေးရင်တွေးသလောက်ကျေပြတ်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာတော့အချင်းချုပ်ပဲတင်ပြခဲ့တာဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့ခေတ်သစ်နိုင်ငံတွေအတွက်စိန်ခေါ်မှုတွေကျွန်တော်တို့လူသားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကစပြီးတော့နိုင်ငံတွေတည်ထောင်ပြီးတော့နေခဲ့ကြတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့နိုင်ငံတွေကပို့ပြီးတော့စနစ်ကျလာပြီးတော့အခုချိန်လေးဆိုလို့ရှိရင်ကမ္ဘာပေါ်မှာနိုင်ငံပေါင်း200လောက်ရှိနေပြီဒီလိုရှည်လျားတဲ့သမိုင်းကြောင်းတစ်လျှောက်မှာလူတွေနဲ့နိုင်ငံတွေအတွက်စိန်ခေါ်မှုတွေနဲ့အခက်အခဲတွေလည်းအမျိုးမျိုးကြုံတွေ့ခဲ့ရတယ်တဘာဝဘေးရန်တွေယောဂကပ်ဘေးတွေနဲ့စစ်ပွဲတွေစသဖြင့်ပေါ့ဒီနေ့ကျွန်တော်တို့ခေတ်မှာလည်းနိုင်ငံတွေအနေနဲ့မတူတဲ့စိန်ခေါ်မှုတွေကိုကြုံနေကြရတယ်အဲ့တော့ဒီနေ့ခေတ်ရဲ့နိုင်ငံတော်တွေအတွက်စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲပညာရှင်တွေရဲ့လေ့လာချက်တွေအရပထမဆုံးစိန်ခေါ်မှုကတော့ globalization လို့ပြောကြတယ်အားလုံးသိကြတဲ့အတိုင်း globalization လို့ခေါ်တဲ့
ဒီကဘာကြီးကရွာတရွာလိုဖြစ်သွားပြီဆိုတဲ့အယူအဆအရနိုင်ငံတွေရဲ့ဖြစ်တည်မှုတွေအာဏာပါဝါတွေကလည်းအရင်ကထက်အားပြော့လာတာကိုတွေ့ရတယ်။ယဉ်ကျေးမှုတွေဒလိထုံးစံတွေဘာသာတရားတွေနဲ့ကိုယ်ပိုင်တရုပ်လက္ခဏာတွေကအားမကောင်းတော့ဘဲနဲ့အကုန်လုံးကရောရှက်ကုန်တာကိုတွေ့ရတယ်။နောက်အရေးကြီးတဲ့တစ်ချက်က globalization ခေတ်မှာ corporation လို့ခေါ်တဲ့စီးပွားရေးအင်အားစုကြီးတွေကကမ္ဘာလုံးဆိုင်ရာအရင်းရှင်တွေပေါ့နော် global capitalist တွေဖြစ်လာတယ်။အဲ့လိုဖြစ်လာပြီးတော့အဲ့ဒီ corporation ကြီးတွေကနိုင်ငံတွေထက်ပိုပြီးတော့အားကောင်းလာတာပဲ။ဒါဥပမာအားဖြင့် Apple တို့လို Amazon တို့လို corporation ကြီးတွေရဲ့ပိုင်ဆိုင်မှုကကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့နိုင်ငံတစ်နိုင်ငံလုံးစာထက်တောင်မှပိုပြီးတော့တန်ကြေးရှိနေတယ်။နောက်တစ်ခုကဓနအင်အားတွေမကပဲနဲ့ဒီနည်းပညာအရပါအင်အားကြီးတဲ့ corporation တွေကိုနိုင်ငံတွေကပြန်ပြီးတော့မှီခိုနေရတာမျိုးတွေပေါ့။ဒါဥပမာဆိုလို့ရှိရင် American ရဲ့ NASA က Elon Musk ရဲ့ rocket တွေကိုငှားပြီးတော့သုံးနေရတာကိုကြည့်လို့ရှိရင်သိတာတယ်။အဲ့တော့ပြောချင်တာကတော့ corporation တွေကနိုင်ငံတွေထက်ပိုပြီးတော့အားကောင်းလာတယ်။အဲ့ဒီကနိုင်ငံတွေကပြန်ပြီးတော့မှီခိုရတဲ့အခါမှာနိုင်ငံတွေရဲ့အရေးပါမှုကရော့လာပြီးတော့ corporation တွေကပို့ပြီးတော့လွှမ်းမိုးလာတာကိုဆိုလိုချင်တာဖြစ်တယ်။နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ social media တွေအားကောင်းလာတဲ့ကိစ္စ။ social media တွေအားကောင်းလာတာနဲ့အတူနိုင်ငံတွေအနေနဲ့ကဒီသတင်းအချက်အလက်စီးဆင်းမှုကိုထိန်းချုပ်ဖို့ကပိုပြီးတော့ခက်ခဲလာတယ်။လျှို့ဝှက်ထားရမယ့်သတင်းတွေရှိတယ်။အဲ့လိုသတင်းတွေရဲ့လုံခြုံမှုကပိုပြီးတော့ခက်ခဲလာသလိုတစ်ဖက်မှာလည်းသတင်းတုတွေသတင်းမှားတွေကိုထိန်းချုပ်နိုင်မှုကစိန်ခေါ်မှုဖြစ်နေတယ်။နောက်တစ်ခုကတော့အဓိကအားဖြင့်ဒီမိုကရေစီနိုင်ငံတွေမှာဆိုလို့ရှိရင်ရွေးကောက်ပွဲနီးလာတဲ့အခါမှာ social media တွေကနေပြီးတော့မဲဆွယ်ကြတယ်။အဲ့လိုမဲဆွယ်ကြတဲ့အခါမတမာမှုတွေလည်းဖြစ်ခဲ့ကြတယ်လို့ပြောကြတာရှိတယ်ပေါ့နော်။ social media တွေကနေပြီးတော့ user တွေရဲ့ information တွေကိုရယူပြီးတော့ရွေးကောက်ပွဲအောင်နိုင်ရေးမှာအသုံးချကြတယ်လို့ပြောတယ်။ algorithm တွေကလည်း candidate တယောက်ရဲ့သတင်းတွေကိုပဲဦးစားပေးပြီးတော့ဖော်ပြနေတာမျိုးတွေလုပ်ကြတယ်။အဲ့တော့ပြီးခဲ့တဲ့နှစ်က American သမ္မတရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကောင်းတာတွေရောမကောင်းတာတွေရောဘာပဲဖြစ်ဖြစ်Donald Trump ရဲ့ activity တွေကိုပဲကျွန်တော်တို့ပို့ပြီးတော့မြင်ခဲ့ကြရတာကိုမှတ်မိကြလိမ့်မယ်ထင်တယ်။ဒါအပြင် social media တွေကနိုင်ငံတွေရဲ့ဥပဒေပြုရေးနဲ့ဒီမူဝါဒချမှတ်တဲ့ကိစ္စတွေမှာလည်းလွှမ်းမိုးမှုရှိတယ်ဆိုပြီးတော့လေ့လာတွေ့ရှိချက်တွေအများကြီးတွေ့ရတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကຫນွေဦးတော်လှန်ရေးမှာဆိုလို့ရှိရင်လည်း social media တွေရဲ့အခန်းကဏ္ဍကိုတင်းတင်းရှားရှားမြင်နိုင်တယ်။အခုဆိုလို့ရှိရင်တော့ပိုဆိုးလာတာက AI တွေပို့ပြီးတော့ဖွံ့ဖြိုးလာတဲ့ကိစ္စပေါ့။အဲ့တော့ artificial intelligence လို့ခေါ်တဲ့ AI တွေကလည်းနိုင်ငံရေးမှာအဓိကကျတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာတယ်။ဒီနေရာမှာတော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်မပြောတော့ဘဲနဲ့နောက်မှပဲတက်ဗီဒီယိုတစ်ပုဒ်တင်ပြပေးပါမယ်။နောက်ထပ်နိုင်ငံတွေအတွက်စိန်ခေါ်မှုတစ်ခုကတော့ migration လို့ခေါ်တဲ့ရွှေ့ပြောင်းနေထိုင်ခြင်းကိစ္စပဲဖြစ်တယ်။အဲ့တော့ globalization ခေတ်ပြလာတာနဲ့အတူပို့ဆောင်ဆက်သွယ်ရေးတွေကလည်းခေတ်မီလွယ်ကူလာပြီးတော့ migration လို့ခေါ်တဲ့ရွှေ့ပြောင်းနေထိုင်မှုတွေကလည်းနိုင်ငံတွေအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့တယ်။လူတွေအနေနဲ့ကလည်းကိုယ်မူလနေထိုင်ရာနိုင်ငံတစ်ခုမှာအကြောင်းမျိုးကြောင့်အဆင်မပြေတဲ့အခါရွှေ့ပြောင်းနေထိုင်မှုစူးစမ်းကြရတယ်။အဲ့လိုတခြားနိုင်ငံတွေကိုရွှေ့ပြောင်းနေထိုင်ကြတဲ့အခါမှာလက်ခံရတဲ့နိုင်ငံအပေါ်မှာလည်းဝင်ပိတာမျိုးတွေဖြစ်လာစေတယ်။စစ်ဘေးကြောင့်ဆင်းရဲမွဲတေမှုကြောင့်စတဲ့အကြောင်းမျိုးနဲ့ရွှေ့ပြောင်းလာတဲ့လူအုပ်စုကြီးကိုတခြားနိုင်ငံတွေအနေနဲ့ကလွယ်တကူလက်ခံဖို့လည်းမလွယ်သလိုအလွယ်တကူမောင်းထုတ်ပစ်ဖို့ဆိုပြန်တော့လည်းလူခွင့်ရေးစံနှုန်းတွေလူသားချင်းစာနာထောက်ထားမှုဆိုတဲ့စံနှုန်းတွေကလည်းတစ်ဖက်မှာရှိနေပြန်။အဲ့လိုယဉ်ကျေးမှုမတူနေထိုင်မှုအဆင့်တန်းမတူတဲ့ဒီရွှေ့ပြောင်းလူအုပ်စုကြီးတွေဝင်ရောက်လာကြတဲ့အခါမှာလက်ခံရတဲ့နိုင်ငံမှာမူလရှိပြီးသားလူတွေဥပဒေတွေနဲ့အံမဝင်တဲ့ကိစ္စတွေပြီးတော့ရာဇဝတ်မှုတွေပိုများလာတာတွေကိုကြုံနေကြရတယ်။ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပြည်တွင်းစစ်ကြောင့်နိုင်ငံတကာကိုပြောင်းရွှေ့နေထိုင်ရတဲ့အခါမှာအဲ့ဒီလူတွေအနေနဲ့တခြားနိုင်ငံတွေမှာပြဿနာအများကြီးကြုံနေရတာကိုကျွန်တော်တို့တွေ့နေရတယ်။ထိုင်းမှာဆိုလို့ရှိရင်မြန်မာတွေအနေခံရတယ်လို့ပြောကြတာတွေရှိသလိုတစ်ဖက်မှာပြန်ကြည့်တော့လေထိုင်းအနေနဲ့ကြတော့ဒီတရားမဝင်ရောက်လာတဲ့ဒီလူအုပ်ကြီးကိုထိမ့်သိမ့်မှုဆိုတာကခေါင်းကိုက်စရာဖြစ်နေတာတော့အမှန်ပဲဖြစ်တယ်။ဒါကြောင့်ရွှေ့ပြောင်းနေထိုင်ကြခြင်းဆိုတဲ့ကိစ္စကလည်းဒီနေ့ခေတ်မှာနိုင်ငံတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်။နိုင်ငံတွေအတွက်နောက်ဆုံးစိန်ခေါ်မှုတစ်ခုကတော့ international institution လို့ခေါ်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအဲ့တော့ UN တို့လိုကမ္ဘာ့ဘဏ်တို့လို ASEAN တို့လိုအဖွဲ့အစည်းမျိုးတွေပေါ့။ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းနိုင်ငံတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးလာတယ်လို့ဆိုကြတယ်။ဒီမှာ UN တို့ ASEAN တို့ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာဟာတာလုပ်เสียလို့ဖြစ်နေတာပေါ့နော်မြန်မာအရေးကိုဘာမှထိထိရောက်မလုပ်ပေးနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဟာတာတွေလုပ်ကြတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဥရောပသမဂ္ဂ EU ဆိုလို့ရှိရင်သူ့အဖွဲ့ဝင်နိုင်ငံတွေရဲ့မူဝါဒချမှတ်တဲ့ကိစ္စတွေမှာတော်တော်လေးကိုလွှမ်းမိုးမှုရှိနေတာကိုတွေ့ရတယ်။ UK နိုင်ငံဆိုလို့ရှိရင်သူတို့ရဲ့အချုပ်အခြာအာဏာကိုထိပါးတယ်ဆိုပြီးတော့ EU ကနေပြီးတော့ထွက်ခဲ့တဲ့အထီတောင်ဖြစ်ခဲ့တယ်ပေါ့နော်။နောက်ကမ္ဘာ့ဘဏ်လိုငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်းဒီနိုင်ငံတွေရဲ့မူဝါဒတွေပေါ်မှာတော်တော်လေးလွှမ်းမိုးနိုင်တာကိုတွေ့ရတယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းနိုင်ငံတွေအတွက်စိန်ခေါ်မှုတစ်ခုလို့
ရှုမြင်သုံးသပ်ကြတယ်ဒီနေ့မှာတော့ကျွန်တော်တို့ state လို့ခေါ်တဲ့နိုင်ငံဆိုတာဘာလဲဘယ်လိုအချက်တွေပြည့်စုံရမလဲနိုင်ငံတွေကဘာလုပ်တွေလုပ်တာလဲဆိုတာ ਨੇ နိုင်ငံတော်တွေအတွက်ကြုံနေရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုလေ့လာခဲ့ကြတယ်ဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးဆက်ပြီးတော့တွေးကြည့်ရအောင်နိုင်ငံတနိုင်ငံအနေနဲ့ကသူ့ပြည်သူတွေကိုလည်းမကာကွယ်နိုင်တော့ဘူးသူ့ရဲ့ပိုင်တဲ့နယ်မြေတွေကိုလည်းမစိုးမိုးနိုင်တော့ဘူးတရားဥပဒေကလည်းမစိုးမိုးမထိန်းချုပ်နိုင်တော့ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲအဲ့ဒီလိုအခြေအနေက face state လို့ခေါ်တဲ့ကြာရှုံးနိုင်ငံပဲဖြစ်တယ်အစိုးရတော့ရှိပေမဲ့ရှိတဲ့အစိုးရကနိုင်ငံကိုပြည့်ပြည့်ဝဝမထိန်းချုပ်နိုင်တော့တဲ့အခြေအနေပေါ့အဲ့တော့ဒီ face state နဲ့ပတ်သက်ပြီးတော့နောက်လာမယ့်ဗီဒီယိုမှာအသေးစိတ်ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြသွားဖို့ရည်ရွယ်ထားပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်